ဂျပန်လူမျိုးတော်တော်များများကကူညီတတ်တယ်ရိုးသားကြတယ်ယဉ်ကျေးကြတယ်ဆိုပေမဲ့လူမျိုးရေးခွဲခြားမှုကိုရှိပါသလားဆိုလို့ရှိရင်နိုင်ငံတိုင်းမှာလူမျိုးရေးခွဲခြားမှုကတော့ရှိကြတာပါပဲအမေရိကမှာလည်းရှိတယ် UK မှာလည်းရှိတယ်ကိုရိုမြန်မာမှာလည်းရှိကြတာပါပဲဆိုတော့ဂျပန်ဒီလည်းနိုင်ငံနေတဲ့နိုင်ငံတစ်ခုဖြစ်တဲ့ကြောင့်မလို့ဂျပန်မှာလည်းလူမျိုးရေးခွဲခြားမှုအနည်းနဲ့အများတော့ရှိပါတယ်ဂျပန်မှာဘယ်လိုလူမျိုးရေးခွဲခြားကြတယ်လဲကို14နှစ်နီးပါးနေခဲ့တဲ့အတွေ့အကြုံတွေကတချို့အရာလေးတွေကို share သွားချင်ပါတယ်ဂျပန်မှာလေတိတတာကြီးပေါ့နော်ပေါ်တင်ပြောင်းလူမျိုးရေးခွဲခြားတာမျိုးလည်းရှိတယ်လို့များသောအားဖြင့်ကမတိမတာလေးနဲ့တိုင်ရှိုးလေးနဲ့လူမျိုးရေးခွဲခြားကြတာများတယ်အဲ့ဒီအတွေ့အကြုံတွေကိုမပြောခင်မှာဒီစကားလုံးလေးနှလုံးကြောင်းပြောချင်တယ်ဂိုင်ကိုခုချင်းဂိုင်ကခုချင်းဆိုတာကနိုင်ငံခြားသားတိုင်းတစ်ပါးသားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် formal ဆန်နဲ့ယဉ်ကျေးတယ်လို့သတ်မှတ်ကြတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီ official ပေါ့နော်ဟိုဘယ်လိုရမလဲဌာနတွေ immigration တို့ city office တို့ဘာလို့မှအဲ့စကားလုံးကိုသုံးတာများပါတယ်ဒီဘက်က guide ဆိုတာကတိုင်းတစ်ပါးသားနိုင်ငံခြားသားမဟုတ်ဘဲနဲ့အပြင်လူဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါဆိုတော့ဆိုတဲ့အပြင်လူဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ရိုင်းတယ်လို့အရန် casual ဆန်လုံးနေပေါ့နော်ခွဲခြားဆက်ဆံခံရတယ်လို့သတ်မှတ်ကြတဲ့နိုင်ငံခြားသားတွေများတဲ့အတွက်ကြောင့်မလို့ဒီစကားလုံးကိုကတော့သိပြီးတော့မသုံးကြပါဘူးဒီလို no foreigners ဆိုတဲ့ sign တွေရှိပါတယ်ဒါတွေကစားတောက်ဆိုင်တွေဘားတွေမှာများပါတယ်တိုကျိုလိုမြို့ကြီးမှာကအင်မတန်ရှားတယ်ပေါ့နော်မရှိတလောက်ပါဘာမှရှိရလဲဆိုတော့နယ်ဘက်ကမြို့တွေမှာအဲ့လို sign ရှိတတ်ပါတယ်တိုကျိုမှာတော့မှကိုတစ်ခါနှစ်ခါလောက်ပဲတွေ့ပြီးတော်တော်ရှားပါတယ်အဲ့ဒါကိုဘာဖြစ်လို့ဒီလိုမျိုးနိုင်ငံခြားသားမဝင်ရဆိုပြီးရေးထားတယ် only Japanese လို့ဘာဖြစ်လို့ရေးထားတာလဲဆိုပြီးကိုယ့်ရဲ့မိတ်ဆွေဂျပန်တွေကိုမေးကြည့်တော့သူတို့ကတော့ဗာအားနာတာပေါ့နော်အားနာတာလည်းပါတယ်ဟိုပြီးတော့ဖုံဖိပြောချင်လို့လာတော့မသိဘူးဒီဂျပန်လူမျိုးတွေကစိုက်မှာလုပ်တဲ့ဂျပန်လူမျိုးတွေကနိုင်ငံခြားသားဘာသာစကားကိုမပြောတတ်ဘူးအင်္ဂလိပ်လိုမတတ်ဘူးအဲ့ဒီတော့ကြောင့်မလို့သူတို့အတွက် service ပေးဖို့ခက်ခဲတဲ့အတွက်ကြောင့်မလို့အဲ့လိုရေးတာလို့တော့ပြောကြပါတယ်ကိုကတော့တိတ်ပြီးတော့အဲ့လိုမျိုးမထင်ပါဘူးဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ကိုကတော့အဲ့လိုမထင်ဘာဖြစ်လို့ဆိုကိုအတွေ့အကြုံရှိတယ်အာဝမိုရီမှာနေတောက်လျှောက်တိုကျိုမှာနေပေမဲ့ကိုအာဝမိုရီမှာခဏသွားနေလိုက်သေးတယ်အာဝမိုရီအတိအကျကြီးတော့မဟုတ်ဘူးအာဝမိုရီကမီဆာဝါဆိုတဲ့မြို့ငယ်လေးပေါ့နော်အဲ့တော့ကိုမျိုးသားနဲ့ကိုအခုမျိုးသားအဲ့တော့ရီစားပေါ့နော်သူနဲ့ဟိုလာမန်ဆိုတာဒီဂျပန်ခောက်ဆွဲလေလာမန်စားဖို့တော့အဲ့ဆန်ကိုသွားတယ်ဟိုညနေခင်းပေါ့နော်ပထမတစ်ခေါက်ကနည်းနည်းမိုးချုပ်တယ်ည9:00 10:00လောက်ကြီးဝင်လိုက်တော့သူတို့ကဆိုင်ပိတ်ပြီးတဲ့ကိုကဂျပန်လိုပြောတာနော်ဒါတော့အင်္ဂလိပ်လိုမဟုတ်ဘူးဂျပန်လိုကောင်းတက်တယ်ဂျပန်လိုပြောတယ်အဲ့တော့ဆိုင်ပိတ်ပြီးကြည့်လိုက်တော့လူကအပြည့်အော်ငါတို့လာနောက်ကြလို့ဖြစ်ပါလိမ့်မယ်ဆိုပြီးတော့မှ2ယောက်ပြန်ထွက်လာတယ်တက်လာပြီးတော့ဒုတိယတစ်ခေါက်လဲကိုတို့အိုက်ဆန်တအားကောင်းတဲ့ပုံပေါ်စားကျင်တာပေါ့နော်စားကျင်တော့နောက်တစ်ခေါက်ကစောလေးသွားတယ်8နာရီလောက်8နာရီဆိုမှပိတ်တယ်ဘူးပုံမှန်သူတို့ဆိုင်မှာလဲလူတွေအပြည့်ပဲပိတ်တဲ့အချိန်ကလည်း17နာရီလောက်လို့ရေးထားတယ်ကိုတွေဝင်သွားတော့30ပေါ့နော်နိမေးဆိုပြီးပြောလိုက်တော့ဆိုင်ပိတ်ပြီး let's order ပြီးသွားပြီဟဲ့လို့ဘာကြီးလေးပေါ့ပြီးဟုတ်လေလို့ဒီမှာလူတွေရှိသေးတဲ့ဟာယူဆိုကိုကအထွန်းတက်ကြည့်တော့အဲ့ဒါလည်းမရဘူးno ဆိုပြီးအဲ့လိုလုပ်ပြပြီးတော့ကိုတွေထွက်သွားနောက်ဆုံးတစ်ခေါက်သွားတယ်နောက်ဆုံးတစ်ခေါက်သွားတော့လည်းမရဘူးနှစ်ယောက်အဲ့နဲ့ဘယ်တော့မှအဆန်မသွားတော့ဘူးဆုံးဖြတ်လိုက်တယ်ဆိုတော့ obviously it's not like ဟိုသူတို့ဆိုင်ပိတ်တာမဟုတ်ဘူးလေလူမျိုးရေးခွဲခြားတာတိကျနေဖြစ်နိုင်ခြေရှိတာတော့ဒီကွန်ပျူတာ American စစ်တပ်ကဆိုတော့ American စစ်တပ်ရှိတဲ့နေမြေမှာအဲ့လိုဆိုင်တွေပုံများတယ်သူတို့ကဆိုတော့မကြိုက်ကြဘူးပေါ့နော်သူတို့နိုင်ငံမှာဟိုဖိုးဖွားကြီးတွေပုံများတယ်ဒီ American စစ်တပ်ရှိတာမကြိုက်တဲ့အခါကျတော့တခါတလေညင်းညတာရှိပါတယ်ပြီးတော့နောက်ထပ်တစ်ခုကကြတော့ဘာလဲဆိုတော့ဟိုနိုင်ငံခြားသားခရီးသွားပေါ့နော်ခရီးသွားတွေကြတော့ဂျပန်လိုမပြောတတ်ဘူးဂျပန်ရဲ့ယဉ်ကျေးမှုနားမလည်တဲ့အတွက်ကြောင့်မလို့ဟိုစူညံနာတွေသိရမလားသူတို့ရဲ့ယဉ်ကျေးမှုနဲ့မကိုက်တာတွေရှိတော့ခေါင်းရှုပ်လို့ service မပေးချင်တဲ့ဆိုင်တွေလည်းရှိလိမ့်မယ်လို့ကိုကတော့ personally ထင်ပါတယ်နောက်တစ်ခုကတော့အိမ်ငှားတဲ့နေရာပါအိမ်ငှားတာလေကိုကပတ်စံတက်နိုင်တယ်ဒီအိမ်လေးလေးကြိုက်တယ်ဆိုပြီးတော့မှကြိုက်တိုင်းလဲအိမ်တိုင်းငှားလို့မရတော့ဒီမှာလေဒီလားဟိုသူတို့ရဲ့အိမ်ပိုင်ရှင်တွေကလေနိုင်ငံခြားသားလက်မခံဘူးဆိုတာရေးထားရင်ဘယ်လောက်ကြိုးစားမရပါဘူးရှင်ဒါလည်းပြောရလို့ရှင်မသူ့နိုင်ငံရောက်တော့ရောမလို့ကျင်ပေါ့နော်သူတို့ကမရတော့လဲမငားရုံပေါ့ဟိုအကြောင်းပြချက်ကတော့နိုင်ငံခြားသားတွေကစူညံနဲ့စီကံလိုက်နာညစ်ပတ်တယ် bla 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 ဘာဖြစ်တယ်ပေါ့နော်အကြောင်းပြချက်မျိုးဆိုပြီးတော့မယုံကြည်ရလဲပါမှာပေါ့နော်အလုပ်ကိုင်းတစ်ခေတ်ရှိရလားပတ်စံတစ်ချက်ပေးနိုင်မှာလားအဲ့လိုစိုးရင်ကြတဲ့အုံနာတွေရှိရတဲ့ကြောင့်မလို့မငားတာလည်းဖြစ်နိုင်ပါတယ်ငါ့ကိုလည်းမနေရုံပေါ့နော်အလုပ်ကတော့နိုင်ငံခြားသားမငားဘူးလောက်ကြမခန့်ဘူးဆိုတဲ့ဟာမျိုးကရှားပါတယ်ဟိုးရင်ကတော့ရှိပါလိမ့်မယ်အခုကတော့တို့မာဟီတိုဒက်ဖူဆိုလို့ခေါ်တဲ့labor အင်အားမလောက်တဲ့ပြဿနာရှိရတဲ့ကြောင့်မလို့တော်တော်များများနိုင်ငံခြားသားတွေငှားလာပါတယ်ခန့်လာတယ်ပေါ့နော်အလုံးနဲ့အတွေ့အကြုံပြောရမယ်ဆိုလို့ရှိရင်တခါတလေအလုပ်မှာလေနိုင်ငံခြားသားမလို့နေရမပေးဘူးပေါ့နော် level 2ဆက်ဆက်မခံရတာမျိုးတွေရှိတယ်
ကိုယ့်ရဲ့အတွေ့အကြုံလေးတစ်ခုမှတ်မှတ်ရပြမယ်ကိုက forwarder company ပေါ့ logistics ဘိုင်းမှာအလုပ်လုပ်တယ်3နှစ်မြောက်တော့ဒီ yard ရဲ့တာဝန်ခံဖြစ်လာတယ် yard ဆိုတာဘာလဲဆိုတော့မသိတဲ့သူတွေအတွက်ကဒီတင်မောစိတ်ကမ်းမှာပစ္စည်းတွေထားတဲ့ဥစ္စာပေါ့နော်မှာ used car တွေပို့တယ်ဆိုလို့ရှိရင်လည်းအဲ့ဒီတင်မောမတင်ခင်မှာအဲ့ yard မှာသွားပြီးတော့ကားတွေထည့်ထားရတယ်ဆိုတော့အဲ့ used car ဘိုင်းကိုတာဝန်ခံရတယ်ကိုကအဲ့လိုမျိုးတာဝန်ခံပေါ့နော်ယာရုတိုးလာတဲ့အချိန်မှာကိုနဲ့တွဲလောက်ရမယ့်ဂျပန်ပေါ့နော်အဲ့ဒီဂျပန်ကကိုကိုသိပြီးလက်မခံချင်ဘူးကြည်တာလို့မကြည်တာလို့စကားပြောချင်တာလို့မပြောချင်တာလို့အရင်တာဝန်ခံဂျပန်အမျိုးသမီးနဲ့ကကြတော့အရန်မဲ့သူတို့ငယ်ပေါင်းကြီးဖော်တယ်လို့အစင်ကြီးပြေးရောကိုတက်လာကိုကစူးစမ်းပြီးအောက်ကဝင်ပါတယ်ဟိုဘယ်လိုပြောမသိဘူးမတက်ဘူးတင်ပေးပါငါခုမှအစ်စ်ဆိုပြီးတော့မှာပေါ့နော်အဲ့လိုမျိုးပြောတယ်ဘလောက်စူးစမ်းဘလို့အချိုးပြအောင်နေဟိုသူနဲ့ close ပေါ့နော် relationship ကဖြစ်မလာခဲ့ဘူးတတိယတော့ချက်ချိုးပေါ့နော်တတိယတော့သူအသက်38လောက်ပဲရှိသေးတယ်38နဲ့ပြန်နိုင်ငံခြားမှာလည်းသူကကျောင်းပြပါတက်ထားပြီးဂျပန်ထဲမှာလည်းသူကဂျပန်မဆန်နဲ့ဘယ်လိုပြောရမလဲရန်ကီးလို့ပြောရမလားရန်ကီးဆိုတာခါဟော့နဲ့သူစိတ်ချင်တိုင်းလောက်တက်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဆို तू ကတော့မခွဲခြားဘူးလုံးဝပြိုးသို့ဆိုတာ level 2ပဲထားတယ်တတိယကတော့ကိုနဲ့အရင်အဆင်ပြေတယ်လူတိုင်းနဲ့လည်း तू ကအဆင်ပြေတယ်အဆင်မပြေတာတစ်ခါတလေပေါ့နော်အဲ့လိုမျိုးဟိုဘာလဲစံနေတဲ့စကွဲလို့ပဲပြောရမယ်တစ်ချက်ပေါ့နော်ဟိုထိတ်တိုက်တွေ့တာလေးတွေရှိတယ်ပြီးတော့ yard ဆိုတဲ့နေရာမှာက65%ရာခိုင်နှုန်းကယောက်ျားတွေကြီးပဲသူကရုံးမှာလောက်တာပဲမဲ့တစ်ခါလေရက်ထဲကိုသွားပြီးစစ်ဆေးရတယ်ရှိတယ်တင်မမတင်ခင်မှာအဲ့လိုမျိုးပေါ့နော်လုပ်ငန်းပိုင်းတွေရှိရက်ထဲကိုသွားတဲ့အခါမှာအဲ့ဒီလောက်တဲ့ယောက်ျားတွေကလည်းပေါ့နော်တစ်ခါတလေချင်းချင်းပဲတချို့အဖိုးကြီး show work ခက်ကအဖိုးကြီးတွေပေါ့နော်အဖိုးကြီးတွေကကျတော့စကားပြောအမှန်တန်လက်ပေါက်ကပ်ပြီးတော့ဘယ်လိုပြောရမလဲမသိဘူးရန် deal လုပ်ရတာတအားခက်တယ်မိမဖြစ်တာတကြားသူတို့မိမတွေဆိုလည်းတိတ်ပြီးတော့ထင်ကြီးချင်း show work ခက်လေဟိုလူငယ်260လောက်ကဟာတွေဆိုတော့သူတို့ကလည်းမိမကိုကမိမဖြစ်နေတာတကြားရှောဝါခေတ်ကဖိုးကြီးတွေကမိမတွေတိတ်ပြီးထင်မကြီးချင်ဘူးလေအဲ့ဒီခေတ်260လောက်ကတွေးခေါ်ဆိုတော့ဒါမိမဖြစ်တာတကြောင်နိုင်ငံသားဖြစ်တာတကြောင်ဆိုတော့တိတ်ပြီးလက်မခံချင်ကြအောင်တမင်ညစ်တယ်လူတွေလည်းတွေ့တယ်လှုပ်လို့ရတာလှုပ်မပေးချင်တာတွေပါတော့ဆို I don't care ကျမလည်းကျမပဲလေအကျော်ခတ်တင်းတင်းပဲဆိုတော့မရအောင်ရန်ဖြစ်စူညံပွက်လောရိုက်ပြီးတော့မရအောင်ကိုလုပ်ခဲ့တယ်ဒါကျမဇလန်ပါအလုံးတစ်ခုကကိုဆဲမွန်ကပ်ကိုပေါ့နော်ဟို college 2နှစ်ကျောင်းတက်တုန်းကအချိန်ပိုင်းလုပ်ရပါတယ်အဲ့တော့အချိန်ပိုင်းလုပ်တဲ့နေရာမှာကိုနဲ့တူတူလုပ်တဲ့ဂျပန်မှာရှိရပေါ့နော်တခါတလေသူတို့ကလည်းသူတို့ပထမဆက်စချင်းကို join ကစားအစ်စ်မလို့ဆိုပြီးတော့မှတိတ်လက်မခံကြသေးတာကိုကသဘောပေါက်တယ်ဒါပေမဲ့6လ9လအထိဖြစ်တဲ့အထိမှာတော့သူတို့ကလည်းကိုဆိုလို့ရှိရင်ဖတ်တိဖတ်တာပေါ့နော်ခွဲခြားလုပ်ချင်တယ်ဘယ်လိုမျိုးလဲဆိုတော့သူတို့ချင်းဝိုင်းဖွဲ့ပြီးစကားပြောနေစကားဝိုင်းရှိတယ်ရီမောမောပဲအဲ့မှာကိုကဝင်ပြီးလိုက်ရောညီထွေဖြစ်နဲ့ရီစရာမောစရာဝင်ပြီးစကားပြောလိုက်လို့ရှင်သူတို့ရဲ့အကြည့်တွေကလေနေကမတိပဲနဲ့မတက်ပဲနဲ့ဘာလို့လာပြောနေရလဲဆိုတဲ့အထာနဲ့အကြည့်ခံရတာအဲ့လိုခွဲကြတာတို့ပြီးတော့ကိုသွားလိုက်လို့ရှင်ရုပ်တရက်ရီနေတာစကားပြောနေတာရက်ပြီးတော့ခက်တီတီဖတ်တိဖတ်တာဖြစ်သွားတာတို့အဲ့လိုမျိုးတွေပေါ့နော်တစ်ခါကတော့တိုက်ဆိုင်မှုပေါ့နော်ဒါပေမဲ့နှစ်ခါသုံးခါလေးခါတော့တိုက်ဆိုင်မှုမဟုတ်တော့ဘူးလေဒါပေမဲ့လည်းကြောင်းတက်ဆရာရှိကတက်တယ်အလုပ်လုပ်ဆရာရှိကလုပ်တယ်ငါ% ရှာမယ်ပညာရှာမယ်ဆိုတဲ့စိတ်နဲ့စိတ်ခံခိုင်နဲ့ပဲရအောင်ဆက်ပြီးစူးစမ်းခဲ့ပါတယ်အဲ့အကြောင်းကိုကကျောင်းပြီးတော့ကုမ္ပဏီတွေရှာတဲ့အချိန်မှာတက်နိုင်သမျှနိုင်ငံခြားသားများတယ်နိုင်ငံခြားသား friendly ဖြစ်တဲ့ကုမ္ပဏီမျိုးကိုရှာပြီးလုပ်ပါတယ်မဟုတ်ရင်ကိုယ့်အတွက်တအားကိုစိတ်ဖိစီးလို့ပါဆိုတော့နောက်တစ်ခုကကြတော့ယထာထဲမှာနိုင်ငံခြားသား base ကိုမထိုင်ခြင်းမဲနဲ့တိတိတတ်တာကြီးထထွက်သွားတဲ့ဂျပန်မျိုးတွေလည်းရှိတယ်ကိုကတော့အဲ့ဒါမျိုးမကြုံခဲ့ရဘူးပေါ့နော်ကိုယ့်ရဲ့တငယ်ချင်းဘယ်လိုမျိုးလဲဆိုတော့ဒီဂျပန်နဲ့နည်းနည်းဆင်တဲ့ Asian ရုပ်မျိုးဆိုလို့ရှိရင်အဲ့ဒါမျိုးမကြုံရတော့ဘူးဘယ်လိုမျိုးတွေကြုံရတာလဲဆိုတော့မှ Indian တို့ Nepal တို့လိုမျိုးရုပ်မျိုးပေါ့နော်တိတိတတ်တာခွဲထွက်နေတာမျိုးဒါမှမဟုတ်လူဖြူလူမဲတို့အဲ့လိုမျိုးတွေဆိုရင်အများကြီးကြုံရတယ်ကိုယ့်ရဲ့တငယ်ချင်းတွေကိုယ့်အမျိုးသားလည်းအဲ့လိုမျိုးနှစ်ခါသုံးခါကြုံဘူးတယ်လို့ပြောတယ်နောက်တစ်ခုကလေခွဲခြားတယ်လို့တော့မပြောချင်ပေမဲ့သိထားတဲ့စနစ်ကလေးတစ်ခုပါဂျပန်ကိုသွားတယ်ရောက်ချင်းဘဏ်အကောင့်လုပ်ချင်တယ်ဆိုလို့ရှိရင် Yucho Ginko ဆိုတဲ့ဂျပန် Post Bank ကိုပဲဒါလိုက်သွားလိုက်ပါတခါတလေကြာရင်ရောရခုပေါ့နော်ဒီ appointment ယူပြီးမှသွားရတာမျိုးလည်းရှိတယ်သူတို့ကတော့ the best ပါပဲအကောင်းဆုံးချက်ချင်းပေါ့နော်နိုင်ငံခြားသားဘယ်လောက်ချက်ချင်းရောက်တာဘာညာမကြည့်ဘဲနဲ့ဘဏ်အကောင့်လုပ်ပေးပါတယ်အဲဆိုတော့တခြား SMBC တို့ဒီ Mizuho တို့ဘာတို့ညာတခြားဘဏ်တွေဆိုလို့ရှိရင်ရောက်ပြီးချင်း6လနေတာ6လမပြည့်သေးရင်ဘဏ်အကောင့်ဖွင့်မပေးပါဘူးဒါကလည်းသူတို့မှာကအကြောင်းပြချက်နောက်ွယ်မှာရှိပါတယ်ကိုကတော့ရှီမှာဆိုလို့မပြောတော့ဘူးအကုန်လုံးမဖွင့်ပေးရတာမဟုတ်ဘူး location ပေါ်မူတည်တယ်ကိုလည်းသိနားမလဲတချို့ဘဏ်တွေကမရဘူးဟိုဒီဥမာ Mizuho Ginko ပေါ့နော်အဲ့ကိုသွားလိုက်တယ်ဒီရက်ကွက်ကဘဏ်ကမရဘူးဒါပေမဲ့ဟိုးဆိုင်တမတို့ဟိုးဘက်ကဘဏ်တွေကလုတ်ပေးလိုက်တာမျိုးဆိုဘာလို့ကြည့်ပြီးတော့သူတို့ခွဲခြားပြီးမလုတ်ပေးလဲလုတ်ပေးလဲဆိုကိုနားမလဲပေါ့နော်အဲ့ဆိုတော့တခါရောက်ကစားဒုက္ခတိတ်ကြီးနုံနဲ့လာတဲ့ကလေးတွေကိုကိုအဲ့ဒီဒုက္ခတိတ်ကြီးနုံ management လုပ်ရတဲ့အလုပ်လုပ်တော့သူတို့ဘဏ်ကိုခေါ်သွားပြီးဘဏ်ကောက်ဖွင့်ပေးရတယ်လေဖွင့်ပြီးတော့ကိုခေါ်သွားတဲ့ဘဏ်ကိုရောရခုလေးယူပြီးသွားပြီခေါ်သွားတဲ့ကလေး2ယောက်ကိုသူတို့ကလုပ်ပေးမယ်လို့ပြောပြီးတော့မှတုံကင်ယူခိုင်းတယ်တုံကင်ယူခိုင်းပြီးကိုရဲစောင့်နေနဲ့ဝန်ထမ်းလာပြီးသူတို့ဂျပန်ကိုပြောတက်လာတယ်ဆိုတော့ဘာသာပြန်ပေးရတာဟုတ်ကလေးတွေအားလုံးမပြောတတ်သေးတော့အဲ့တော့အလူတိတ်တို့လို့ပြောတတ်ပါတယ်သူကလည်းသူနားလေတဲ့လောက်တော့ရတဲ့လောက်တော့သူစူးစမ်းပြီးပြောပါလိမ့်မယ်ဆိုအဲ့ဒါမျိုးမရဘူးတဲ့တတိချာဂျပန်ကိုကျွမ်းကျွမ်းကျင်ကျင်မပြောတတ်ရင်ဘဏ်ကောက်ဖွင့်မပေးဘူးဆိုပြီးတော့မှဘလို့စကားများဘလို့ request လုပ်ဒီမှာ company ကအလုပ်ခန့်စာလည်းရှိတယ်ဆိုတာမျိုးပြတာတော့ဘဏ်ကောက်မဖွင့်ပေးပဲနဲ့ကျမဒေါသထွက်ပြီးတော့ဒေါပွားပြီးတော့ပြန်လာရတဲ့ခောက်လည်းရှိပါတယ်ဒါကတော့ဘဟုတုတပါဒီမှာလေးပ
ဘယ်လောက်ပဲဂျပန်လူတွေမှုတ်ထွနေအောင်ပြောတတ်ပါစေဂျပန်ယောက်ျားဂျပန်မိန်းမယူထားပါစေနောက်ဆုံးကုံဂျပန် passport ပေါ့နော် Kika ဆိုတာ naturalization လုပ်ပြီးတော့မှဂျပန် passport ပြောင်းပြီးတော့ Yuki တို့Osaka တို့ဘာတို့ Osaka တို့ Toyota တို့နာမည်တွေဂျပန်နာမည်တွေပြောင်းထားအောင်ကိုကစာရွက်စာတမ်းပေါ်မှာပဲဂျပန်နိုင်ငံသားဖြစ်ပါတယ်ဂျပန်လူမျိုးဖြစ်မလာပါဘူးဒါလည်းတဘာဝကြပါတယ်သူတို့ရဲ့သွေးမဟုတ်ဘူးသွေးမဟုတ်တဲ့အတွက်ကြောင့်မလို့ကိုဖာကိုဂျပန်နိုင်ငံသားခံထားလဲဂျပန်အတိုင်းဝိုင်းသူတို့ရဲ့ပတ်ဝန်းကျင်မှာကကိုကအမြဲတမ်းနိုင်ငံသားပါကိုဂျပန်လူမျိုးအဖြစ်ဘယ်တော့အခါမှလက်ခံမှာမဟုတ်ပါဘူးလို့ဒီလိုတွေကိုကပြောလိုက်လို့လေဟာဂျပန်ကြီးကအလိုကြီးလားအဲ့ဒါဆိုတော့ဆင်ញစရာကြီးမသွားချင်တော့ပါဘူးဆိုကြောက်ပြီးလမ်းပြန်မသွားပါနဲ့နော်နိုင်ငံတိုင်းမှာဒီလိုမျိုးတွေကအနည်းနဲ့အများရှိပါတယ်ကိုပြောသွားတာကကိုစိတ်ကိုပြင်ဆင်နိုင်အောင်ဒီလိုတွေရှိပါသလားဆိုတာကိုဘယ်လိုပြောမလဲစိတ်ထဲမှာနည်းနည်းထည့်ထားလို့ရအောင်ပြပြတာပါဂျပန်မှာကအများသောအားဖြင့်သူတို့ရဲ့ဘာသာစကားနဲ့ယဉ်ကျေးမှုကောင်းကောင်းနားလည်နေတဲ့သူဆိုလို့ရှိရင်တော့ပြောဆိုဆက်ဆံပေါင်းသင်းရတာအဆင်ပြေပါတယ်လူမျိုးရေးခွဲခြားတာတော့နည်းနည်းလေးတစ်ခါတလေရှိတတ်ပေမဲ့များသောအားဖြင့်95% ကအဆင်ပြေပါလိမ့်မယ်အကုန်လုံးကအဲ့လိုခွဲခြားပြီးရိုင်းပြကြတာမဟုတ်ပါဘူးသဘောအင်မတန်ကောင်းပြီးနားလည်တဲ့ဂျပန်လူမျိုးတွေလည်းတပုံကြီးပါပဲလို့ပြောချင်ပါတယ်တော်တော်ဆူဆိုမှကိုလည်း10နှစ်ကျော်ကြာဘယ်လိုလုပ်နေမှာလဲဟုတ်တယ်မလားသိခံနိုင်လောက်တဲ့အနေထားမလို့ပေါ့နော်ဆိုတော့စိတ်ဖိစီးလာလို့ရှိရင်တငယ်ချင်းပေါင်းတင်းကိုလည်းနိုင်ငံခြားသားတွေများထားပေါ့နော်အလုပ်ကိုလည်းတက်နိုင်ကြနိုင်ငံခြားသား environment များတဲ့လုပ်မျိုးကိုရွေးရင်အဆင်ပြေပါလိမ့်မယ်ရှေ့လျှောက်လေဒီဂျပန်အထာနဲ့ဒီလိုယဉ်ကျေးမှုတွေကိုဆက်ပြီးတင်ပေးတော့မှမလို့သိချင်ရင်ဆက်ပြီးကြည့်ပေးပါအောင်လို့